အခုလက်ရှိကိုအသက်20သားရှိတဲ့ခိုင်ရီယာမိုဘိုင်းလီဂျန်ပန်ပန် e-sport လောကမှာအကောင်းဆုံးချန်ကလာတွေတဲ့ကတဦးဖြစ်သတ်မှတ်ခံထားရတဲ့သူပါခိုင်ရီယာအဖေကအပျော်ရမ်းဒူတာကစားသမားဟောင်းတယောက်ပါခိုင်ရီယာအဖေကနိုင်ငံခြားမှာအလုပ်လုပ်တဲ့သူဖြစ်ပေမဲ့သူဖိလစ်ပိုင်မှာရှိနေတဲ့အချိန်တွေဆိုရင်တားဖားနှစ်ယောက်အင်တာနက်ဆိုင်တွေမှာချိန်ကုန်ပြီးတော့ Dota 2နဲ့တခြားမိုဘိုင်းဂိမ်းတွေကိုအတူတူဆော့လို့ရှိပါတယ်သူတို့တားဖားနှစ်ယောက်ဂိမ်းရတူဆော့လုံးလို့ဆိုပြီးတော့အင်တာနက်ဆိုင်မှာခိုင်ရီယာအမေကလိုက်ခေါ်ရတဲ့အထိဖြစ်ခဲ့ဘူးရဲ့ဆိုပြီးတော့အင်တာဗျူးတွေမှာခိုင်ရီပြပြပူပါတယ်မိဘတွေကိုယ်တိုင်ကဂိမ်းကစားတာကိုဝါသနာပါပြီးတော့နားလည်မှုရှိရဲ့အတွက်ခိုင်ရီယာပါရမီကိုစောစောစီးသတိထားမိခဲ့က e-sport player ဖြစ်လာဖို့အကောင်းဆုံးထောက်ပံ့ပေးခဲ့ကြပါတယ်ဒီလိုနဲ့2020ခုနှစ်မှာ Career ဖိလစ်ပိုင်အသင်း Blood League International မှာ Full Click ဆိုတဲ့နာမည်နဲ့ဂျန်ဂလာအဖြစ်စတင်ပွဲထွက်ခဲ့ပါတယ်။အဲ့ဒီအချိန်က Black League ကနောက်ပိုင်းမှာမြင်တွေ့ရမယ့်ကမ္ဘာအဆင့်လွှမ်းမိုးနိုင်တဲ့အသင်းမျိုးမဟုတ်သေးဘဲနဲ့အသင်းကိုပုံဖော်တည်ဆောက်နေတဲ့ကာလသာဖြစ်ပါတယ်။ Career လက်စွမ်းကိုအားလုံးကအသိမှတ်ပြုခဲ့ကြပေမဲ့ Bloodless အနေနဲ့ VY ကိုခေါ်ယူဖို့အတွက် Career ကို Onit PH တန်းအလိုက်ပေးအလဲလေလုပ်ခဲ့ပါတယ်။ခိုင်ရီကရောက်လာပြီးတော့နောက်ပိုင်းမှာ Onit PH ကဖိလစ်ပိုင်မှာရောနိုင်ငံတကာမှာအလွန်ကြောက်စရာကောင်းတဲ့အသင်းဖြစ်လာပါတယ်။သူတို့က M3 World Championship မှာ Grand Final အထိတက်ရောက်နိုင်ခဲ့ပြီးမြဲ Final မှာသူ့ရဲ့အသင်းဟောင်း Blacklist ကိုရှုံးနိမ့်ခဲ့ရပါတယ်။ M3 အပြီးမှာတော့အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ Bloisky, Marke, Dlasky တို့ဟာတဖြည်းဖြည်းထွက်ခွာသွားခဲ့ကြပြီးတော့အသင်းပြုတ်ကွဲလူနေပါအခြေအနေကိုရောက်ရှိခဲ့ရကြောင်း2022ကုန်ပိုင်းလောက်မှာ Carey နဲ့ Coach 3နဲ့အတူအင်ဒိုနီးရှားကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီအပြောင်းရွှေ့ကြောင့် Career MPL Indo သမိုင်းတစ်ချောင်းမှာပထမဆုံးသောဖိလစ်ပိုင် import ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ Career ရောက်လာပြီးနောက်မှာတော့ Onit e-sport ဟာအင်ဒိုနီးရှားမှာပြိုင်မှတ်ကင်းအသင်းဖြစ်လာခဲ့ပါတယ်။ MPL ID season 10ကနေပြီးတော့ season 30အထိ4ရာသီဆက်တိုက် Champion ဆုကိုသမိုင်းဝင်ရယူနိုင်ခဲ့ပြီးတော့နိုင်ငံတကာပြိုင်ပွဲတွေဖြစ်တဲ့ MSC 2023မှာလည်း Champion ဖြစ်ခဲ့ပါတယ်။သို့တော့ကမ္ဘာအဆင့်ပြိုင်ပွဲ M5 World Championship မှာတော့ AP Brown ကိုရှုံးနိမ့်ပြီးတော့ဒုတိယဆုနဲ့သာထပ်မံကျင်းပခဲ့ရပါတယ်။အကောင်းဆုံးရှုံးသမားဆိုတဲ့ခံစားချက်ကဘလောက်နာကျင်ရလဲဆိုရင်ခိုင်ရီတယောက်စင်ပေါ်မှာငုံမိရဲ့အထိပါပဲအဲ့ဒီခိုက်တက်ဟာ Onit အသင်းသားတွေရော Onit fan တွေရောအကုန်လုံးအတွက်ဝမ်းနည်းစရာအကောင်းဆုံးအခိုက်အတန့်ဖြစ်ခဲ့ပါတယ်2024ခုနှစ်မှာတော့အသင်းနာမည်ကို Fnatic နဲ့ပူးပေါင်းပြီးတော့ Fnatic Onit လို့ပြောင်းလဲခဲ့ပါတယ်နှစ်ပတ်အောင်ဇက်တိုက်အောင်မြင်မှုတွေရပြီးနောက်မှာတော့ MPL ID Season 14မှာတော့အသင်းဟာပုံစံကောင်းပျောက်ဆုံးပြီးတော့ကြီးမားတဲ့ကျဆင်းမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်ပြိုင်ပွဲမှာအဆင့်9-6နေရာနဲ့သာကျင်းပခဲ့ရပြီးတော့သူတို့ရဲ့အဓိကပြစ်မှတ်ဖြစ်တဲ့ M6 World Championship ကိုတွားရရှင်မြန်ခွင့်မရဘဲနဲ့လုံးဝလက်လွတ်ခဲ့ရပါတယ်။ဒါဟာ Carey နဲ့ Onit အတွက်အင်ဒိုနီးရှားမြေမှာအဆိုးရွားဆုံးရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ M6 ကိုလွဲချော်ခဲ့ရတဲ့နာကျင်မှုတွေကနေပြီးတော့2025ခုနှစ် MPL ID Season 16မှာတော့ Fnatic Onit တို့အကောင်းဆုံးပြန်လည်ရုံထလာနိုင်ခဲ့ပါတယ်။ Carey ကိုရိုင်ကလည်းအရင်လိုကြောက်စရာကောင်းတဲ့ Assassin Form ကိုပြန်လည်ပြသနိုင်ခဲ့ပြီးတော့ Season 60ရဲ့ Grand Final MVP ဆုကိုရယူကအသင်းကိုချန်ပီယံဆုပြန်လည်ဆုခူးပေးနိုင်ခဲ့ပါတယ်။လက်ရှိအချိန်ထိ Carey ကအသက်20ဝန်းကျင်သာရှိသေးပေမဲ့ဆုဖလားပေါင်းများစွာကိုတိမ့်ပိုက်ထားနိုင်ပြီးတော့ Mobile Legends ဗမာသမိုင်းတစ်လျှောက်မှာအကောင်းဆုံးဂျန်ဂလာစရင်ဝင်ကစားသမားတစ်ယောက်အဖြစ်နဲ့အခိုင်အမာရပ်တည်နေပါတယ်။ Fnatic Onit အသင်းရဲ့အဓိကမောင်းနေရာတစ်ခုအဖြစ်လဲဆက်လက်ပါဝင်ကစားလျက်ရှိပါတယ်။အခု2026ခုနှစ်လက်ရှိချိန်မှာတော့ခိုင်ရီကအသက်20အရွယ်ရှိနေပြီဖြစ်ပြီးတော့ Onit Indo အသင်းရဲ့အဓိကဂျန်ဂလာအဖြစ် MPL Indo Season 70ကိုဆက်လက်ဝင်ရောက်ရှင်မြန်ကစားလျက်ရှိပါတယ်။